American Sport Media ပြည်သူများလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာပြောပြသွားခြင်းတဲ့အကြောင်းအရာကတော့ဒါဘရာဇီးလက်ရွေးစင်အသင်းက Ancelotti ကိုနီးပြသစ်ဖြစ်ကြေညာလိုက်ပြီးတကယ်တော့ဒီအချိန်ဟာ Ancelotti ရဲ့အကြချိန်ဖြစ်ပါတယ် Real Madrid နဲ့အတူအဆိုးအဆုံးဘောလုံးရာသီတစ်ခုကိုဖျက်ဆီးနေရတာဒါတောင်မှဘရာဇီးကသူတို့ရဲ့အသင်းသမိုင်းမှာနိုင်ငံခြားသားနီးပြဘယ်တော့မှမခန့်အပ်ခဲ့ဘူးတဲ့အစဉ်လာကိုရှိုးဖြတ်ပြီးတော့ Ancelotti ကိုနေရာပေးဖို့ဆုံးဖြတ်ခဲ့တာလဲဘာကြောင့်ရွေးချယ်ခဲ့တာလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ရဲ့အမြင်နဲ့ဒါသုံးသပ်ပြောဆိုသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ဘရာဇီးလို့ဆိုလိုက်လို့ရှိရင်ကမ္ဘာဖလားမှာအားလုံးကချိန်ရတဲ့အသင်းကြောက်ရတဲ့အသင်းဖြစ်ခဲ့ဘူးတယ်2002ခုနှစ်မှာချန်ပီယံဖြစ်ခဲ့ပြီးနောက်အခုချိန်ထိဆိုရင်ဘရာဇီးကပိုလူပွဲတောင်မရောက်တော့ပေမဲ့ချန်ပီယံဆု9ကြိမ်နဲ့အောင်မြင်ဆုံးအသင်းဖြစ်ရပ်တည်နေတော့မယ်ဘရာဇီးလို့ဆိုလိုက်တာနဲ့ဟိုးပီလီတို့ကျွန်တော်တို့မမီခဲ့တဲ့ပီလီတို့ခက်ကနေပြီးတော့ဒါကျွန်တော်တို့ခက်ရဲ့အကောင်းဆုံးကစားသမားတွေဖြစ်ခဲ့တဲ့ရိုနယ်ဒိုကြီးရိုနယ်ဒင်ဟိုကာကာရီဗယ်ဒိုတို့ခက်တတိတကယ်ကိုကြောက်စရာကောင်းတဲ့ရှေ့စွမ်းကိုပိုင်ဆိုင်ခဲ့တယ်ပြီးတော့အဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါဘရာဇီးမှာနေမာတယောက်လောက်ကိုပဲလောက်လာအားကိုးရတဲ့အခြေအနေကိုရောက်သွားတယ်နေမာကလည်းဒဏ်ရာတွေနဲ့ရုန်းကန်နေရတာကြောင့်သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ကမ္ဘာဖလားဖိုင်နယ်ကမ္ဘာဖလားချန်ပီယံဆုစီကိုသူတို့မရောက်နိုင်ခဲ့ဘူးသူတို့အတွက်အနီးစပ်ဆုံးဖြစ်ခဲ့တာကတော့2014ကမ္ဘာဖလားအင်ရှင်ဖြစ်သူတို့လက်ခံကျင်းပခွင့်ရတဲ့နှစ်ပေါ့လေအဲ့ဒီနှစ်မှာသူတို့အတွက်တကယ်ကိုမျှော်လင့်ချင်စရာကောင်းခဲ့တယ်ဒီတိုက်စစ်မှာဆိုရင်လည်းနေမာတို့အော်စကာတို့ဟော့တို့နဲ့ပေါ့လေပြီးတော့ဒီခံစစ်မှာဆိုရင်လည်းဂျူလီယိုစီဇာကိုဒေးဗစ်လူးဝစ်တီယာကိုဆေးဘာဒန်နီယယ်အဘက်မာဆယ်လိုတို့နဲ့ပေါ့တကယ်ကိုအကောင်းဆုံးဒီလူစင်းအရာရောမျှော်လင့်ချင်စရာအကောင်းဆုံးနှစ်ပေါ့လေဒါပေမဲ့အဲ့ဒီနှစ်တုန်းကသူတို့ကွာတာမှာကိုလံဘီယာနဲ့ပွဲမှာတီယာကိုဆေးဘာကဒီပွဲပယ်ထိသွားတယ်နေမာကဒဏ်ရာရသွားတယ်ဒါကြောင့်မလို့ဂျာမနီနဲ့ကစားတဲ့ဆီမီဖိုင်နယ်ပွဲစဉ်မှာနေမာရောတီယာကိုဆေးဘာရောမပါနိုင်မဲနဲ့သူတို့ဟာဘောလုံးသမိုင်းမှာအချက်ရဆုံးပွဲဆီမီဖိုင်နယ်အဆင့်မှာကိုအပြတ်ဆုံးပွဲတစ်ပွဲအဖြစ်နဲ့ကိုအိမ်ကွင်းကိုမြေကိုရေကိုပရိသတ်ရှေ့မောက်မှာဂျာမနီကို9-9နဲ့ရှုံးသွားတယ်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဘရာဇီးဟာဆီမီဖိုင်နယ်အဆင့်ကိုတော့မရောက်နိုင်တော့ဘူးဒါပေမဲ့ဘရာဇီးပြည်သူတွေရောဘရာဇီးကနဝင်နဲ့ဖြစ်တဲ့ဒီဒိုကြီးတို့လိုကစားသမားတွေကအစဒီနေမာရဲ့ခေတ်မှာသူတို့ချန်ပီယံတစ်ကြိမ်လောက်တော့ဖြစ်ရှင်ကြတယ်ဘာကြောင့်လဲဆိုတော့နေမာဟာပီလီကိုတောင်မှကြော်ဖြတ်ပြီးတော့ပီလီရဲ့ဂိုးသွင်းဆန့်ချိန်ကိုကြော်ပြီးတော့လက်ရွေးစင်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားတစ်ယောက်လည်းဖြစ်နေလို့ပေါ့လေဒါကြောင့်မလို့သူတို့ဟာပြည်တွင်းနီးပြတွေနဲ့သူတို့နိုင်ငံသားနီးပြတွေနဲ့ဘရာဇီးလူမျိုးနီးပြတွေနဲ့အဆင်မပြေတော့တဲ့အချိန်မှာအန်ဆယ်လော်တီကိုဒါအီတလီနီးပြတစ်ယောက်ကိုအီတလီလူမျိုးတစ်ယောက်ကိုအာဂိုဒီနဲ့သူတို့ခေါ်ချလိုက်တယ်အန်ဆယ်လော်တီလို့ပြောလိုက်လို့ရှိရင်ဒါဝါရင်ဘောလုံးပရိသတ်တွေကတော့ခရစ်စမတ်တစ်ပင်လို့တန်းပြီးတော့မြင်လိမ့်မယ်သူရဲ့ခရစ်စမတ်တစ်ပင်နဲ့လည်းဒါအေစီမီလန်မှာအောင်မြင်ခဲ့တာကိုဒီနေရာမှာအန်ဆယ်လော်တီနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေအကြမှာဒီဖက်ခေတ်ပရိသတ်တွေမြင်ပုံနဲ့အရင်ခေတ်ပရိသတ်တွေမြင်ပုံဆိုပြီးတော့နှမျိုးကွဲသွားလိမ့်မယ်ကျွန်တော်ကမြင်တာကတော့အန်ဆယ်လော်တီကချုံထွက်ပွဲတွေမှာဆိုရင်ဆရာကြီးပဲဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ဒီအောင်မြင်ဆုံးလို့ပြောရတဲ့သူနီးပြပွားအောင်မြင်ဆုံးနှစ်အကြာကြီးကင်တွယ်ခဲ့ရဆုံး AC မီလန်မှာသူ800ဒီလောက်ရှိခဲ့ပေမဲ့အမတ်ပေးချန်ပီယံဖြစ်တဲ့စီးရီးကိုတော့တစ်ကြိမ်ပဲရခဲ့တယ်800ဒီမှာတစ်ကြိမ်ဆိုတာတော်တော်လေးနဲပါလုံးတယ်လို့ပြောလို့ရတယ်တကယ်တမ်းဆိုလို့ရှိရင်သူအဲ့ဒီတုန်းကလူစင်ရဲ့အနေထားနဲ့အနည်းဆုံး3ကြိမ်လောက်ရရမယ်အနေထားဗျအဲ့ဒီတုန်းက AC မီလန်လူစင်ကိုကြည့်လိုက်ရင်ဂိုးသမားနေရာမှာဒီတာရှိမယ်နောက်တန်းမှာကာဖူနက်စတာမာဒီနီကွင်းလန်မှာဆိုလို့ရှိရင်လည်းဘီယာလိုဂတ်တူဆိုစီဒေါ့ကာကာတို့လိုကစားသမားတွေရှိတယ်ဗျတိုက်စစ်မှာဆိုရင်လည်းရှက်ဖျန်ကိုအင်ဇာဂီခရက်စပိုဂီလာဒီနိုတို့လိုမျိုးကေဆက်ဆက်ထိတ်တန်းတိုက်စစ်မှုတွေကိုသူကကင်ခွင့်ရခဲ့တာဒါတောင်မှဒီခဏပဲလာကစားခဲ့တဲ့ဒေးဗစ်ဘခန်တို့ရိုနယ်ဒင်ညိုတို့ဒီဒိုကြီးတို့ထဲ့မပြောသေးဘူးပေါ့လေအဲ့တုန်းကဆိုရင် AC မီလန်ရဲ့ဒီလူစင်စုဖွဲ့မှုဟာဒီတကယ်ကျယ်တင်သူတွေနဲ့စုဖွဲ့ထားတာပဲဒီအန်ဆယ်လော်တီကအဲ့လိုကင်ခဲ့ရတာဒါပေမဲ့ပြည်တွင်းမှာကျတော့သူတိတ်အဆင်မပြေဘူးပြည်တွင်းလိမှာကျအဆင်မပြေဘူးဒါပေမဲ့ရှုံးထွက်မှာကျတော့တကယ်ဆရာကြီးပဲဒီရီယယ်မှာဆိုလို့ရှိရင်လည်းအမှတ်ပေးဖလားထက်ချန်ပီယံလိဖလားကိုသူကပိုရတာကိုချန်ပီယံလိရီယယ်ကို3ကြိမ်ယူပေးခဲ့တယ်အမှတ်ပေးကြ2ကြိမ်ပဲရတယ်ဗောလေပထမတစ်ကြိမ်ကင်တော့ဆိုလာလီဂါဖလားတော့မရခဲ့ဘူးသူက AC မီလန်ချက်စီဘိုင်ယန်မြူနစ်ရီယယ်မက်ဒရစ် PSG တို့မှာကျင်လည်ခဲ့ဘူးသလိုဒီနာပိုလီရောက်တယ်သူရဲ့အကြချိန်မှာပြီးတော့နောက်ဆုံး Everton ကိုထိရောက်သွားသေးတယ်အဲ့လိုဆိုတော့
သူရဲ့ကျင်လည်ခဲ့ဖူးတဲ့အတွေ့အကြုံအရဆိုလို့ရှိရင်အသင်းပေါင်း league ပေါင်းလည်းတော်တော်စုံပြီးနောက်ပြီးတော့ဒီဘရာဇီးသားတွေနဲ့ဆက်ဆံရေးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း AC Milan မှာတော့ကဒီဒါတို့ကာဖူးတို့ကာကာတို့ရိုနယ်ဒိုတို့ရိုနယ်ဒင်ဟိုတို့ပြီးတော့အီမာဆန်တို့ပါတိုတို့လိုမျိုးဘရာဇီးသားအများအပြားနဲ့သူကကျယ်ပွင့်နေတဲ့ဆက်ဆံရေးကောင်းတည်ဆောက်နိုင်ခဲ့တယ်အခုရီယယ်မှာဆိုလို့ရှိရင်လည်းဒီရီယယ်ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဗီနီရှာတို့ရိုဒရီဂိုတို့ပြီးတော့မီလီတာအိုတို့အခုဒီယာဒီမှာခေါ်ထားတဲ့လူငယ်ကျယ်ပွင့်အန်ဒရစ်တို့လိုမျိုးကစားသမားတွေဟာအကုန်လုံးသူတပည့်တွေပဲဒီတော့သူနဲ့ဆက်ဆံရေးကောင်းနေရှိတဲ့ချန်ပီယံလိဖလားတွေအတူတူယူထားကြတယ်ဒီဗီနီရှာတို့အစုအဖွဲ့ကဒီတော့အန်ဆယ်လော်တီကလည်းအခုဒီရီယယ်နီပြဖြစ်ဖို့တေချာပြီးဆိုတဲ့အချိန်မှာဗာပြောလဲဆိုတော့ဒီ2026ကမ္ဘာဖလားဟာသူတို့တကယ်ကိုအရေးကြီးတဲ့နေမာအတွက်လည်းတကယ်ကိုအရေးကြီးတဲ့ပြိုင်ပွဲလို့သူကပြောထားတယ်ဒီတော့နေမာကိုတည်ပြီးတော့သူကဗီနီရှာတို့ပြီးတော့ဘာစီလိုနာရာဖင်ညာတို့နဲ့တိဆောက်သွားဖို့ရှိနေတယ်ပေါ့လေဒီတော့အန်ဆယ်လော်တီကလက်ရှိအချိန်မှာရီယယ်မက်ဒရစ်အတွက်လက်ကျန်3ပွဲကိုကင်တွယ်ပေးရအောင်မယ်အဲ့ဒီပွဲစဉ်တွေပြီးတဲ့နောက်တစ်ရက်မေလ26ရက်နေ့ကိုရောက်ရင်တော့ဘရာဇီးလက်ရွေးစင်အဖြစ်နဲ့တရားဝင်စပြီးတော့တာဝန်ယူမှာကျွန်တော်ကတော့အန်ဆယ်လော်တီနဲ့ဘရာဇီးရဲ့အတွက်ဖက်ကိုတော်တော်လေးစိတ်ဝင်စားမိတယ်အချိန်ကလည်းအခုတစ်နှစ်တောင်ကြံသေးတာမို့လို့အန်ဆယ်လော်တီအနေနဲ့သူလိုချင်တဲ့ပုံစံသူလိုချင်တဲ့ကစားကွက်ကိုတီဆောက်လို့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘရာဇီးပရိသတ်တွေအတွက်ကတော့ဒီဆယ်စုနှစ်2ခုလောက်အတွင်းမှာဒါမျှော်လင့်ရှင်စရာအကောင်းဆုံးပြိုင်ပွဲလို့ပြောလို့ရတယ်ဒါကျွန်တော်ရဲ့အမြင်တီးသတ်မှာအမြင်မတူတာရှိလို့ရှိရင်လည်း comment ထဲမှာဆွေးနွေးခဲ့နိုင်ပါတယ်ဗျကြည့်ရှုပေးသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျ